င်တွင်းမှာခြုံထားသမျှစောင်ထူကြီးတွေကိုအမနာတန်ရှော့ပစ်လိုက်နော်မင်းရွှေဒီမှာရောင်းချပေးနေတဲ့ NG 73kg အင်ပါတာတိုင်း washing machine လေးနဲ့ဆိုရင်မီတာကလည်းတက်တာစောင်ထူကြီးတွေကိုလည်းစိတ်ကြိုက်လျှော်နိုင်မှာပဲဖြစ်ပါရဲ့ရှင်ရှင်များများသုံးရတဲ့ကြိုက်တဲ့ချစ်ကကလေးတို့အတွက် program 10ခုတောင်မှပါဝင်ပါသေးရဲ့ရှင်ပထမဆုံးတစ်ခုအနေနဲ့ကတော့ power ခလုတ်လေးပဲဖြစ်ပါရဲ့ရှင်ဒီ stack club လေးကိုနှိပ်ချင်နေဆိုရင်တော့ကိုက function များများမသုံးချင်ဘူးမရွေးချင်ဘူးဆိုရင်ကိုလျှော်မဲ့အဝတ်စားပမာဏကိုထည့်ပြီးတော့မှဒီ stack club လေးကိုနှိပ်ပေးလိုက်တာနဲ့ auto ရွေးပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ဒီ NG 73kg မှာပါဝင်တဲ့ function လေးတွေကတော့normal ဆိုရင်ပုံမှန်အဝတ်စားလေးကိုလျှော်ပေးရမယ့် function လေးပဲဖြစ်ပါတယ်။ဘူးဆိုတာကတော့တိုးမွေးလေးတွေနူးညံ့တဲ့အထည်လေးတွေကိုလျှော်ပေးတဲ့ function လေးပဲဖြစ်ပါတယ်။ဒူးပတ်ဆိုတဲ့ function လေးကတော့အထူတွေအညစ်အကြေးတွေကိုတန့်စင်အောင်လျှော်ပေးတဲ့မပျက်စီးအောင်လျှော်ပေးတဲ့ function လေးပဲဖြစ်ပါတယ်။ Rainless spin လေးကကြတော့ရေဆေးပြီးတော့မှရေညစ်ပေးတဲ့ခလုတ်လေးပဲဖြစ်ပါတယ်။ Quick wash လေးကတော့မြန်မြန်ဆန်ဆန်လျှော်ဖို့ပေးတဲ့ခလုတ်လေးပဲဖြစ်ပါတယ်။ extra clean လေးဆိုတာကတော့ပို့ပြီးတော့မှအဝတ်ထည်တွေကိုတန့်စင်အောင်လျှော်ပေးတဲ့ function လေးပဲဖြစ်ပါရဲ့ရှင်။ Teclean function လေးကတော့ washing machine ရဲ့အတွင်းပိုင်းမှာရှိတဲ့ drum လေးကိုတန့်စင်ပေးတဲ့ function လေးဖြစ်ပြီးတော့မှအနံ့မထွက်အောင်ထိမ့်သိမ့်ပေးတဲ့ခလုတ်လေးပဲဖြစ်ပါရဲ့ရှင်။ DNG 73kg smart inverter လေးရဆိုရင်လေစောင်အထူ2ထည်လောက်ထိကောင်းကောင်းလျှော်ဖို့ပြီးတော့မှပုံမှန် daily ဝတ်နေတဲ့အဝတ်စားလေးဆိုရင်လည်း15ထည်ထိကောင်းကောင်းလျှော်ဖို့ပြင်နိုင်ပါသေးရဲ့ရှင်အခုညီမပြပြပေးခဲ့တဲ့ DNG 73kg smart inverter လေးကိုသဘောကျကြိုက်တက်လို့ဝယ်ယူအားပေးတင်နေဆိုရင်တော့ညီမတို့မင်းရွှေဒီဆိုင်ခွဲတိုင်းမှာလာရောက်ဝယ်ယူအားပေးနိုင်သလို online ကနေတစ်ဆင့်လည်းယုံကြည်စိတ်ချစွာမြင်မြန်ဆောင်စမ်းဝယ်ယူနိုင်ပါရဲ့ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်